ဟမ်ဘာကြီးတော့ဘာကိစ္စ Reaction View Channel မှာရှိတဲ့အမျိုးများအားလုံးမင်္ဂလာပါရှင်။ဒီ channel လေးကတော့တနေ့တာဖြစ်သမျှတွေကိုပြန်လည်ကြည့်ရှုသုံးသပ်သော channel လေးဖြစ်ပါတယ်။ကျွန်မနဲ့အတူတူကြည့်ရှုဖို့ဖိတ်ခေါ်ပါရရှင် 我唱。来毛对路要了，嘿，哪来变多么路都快，变多么路，跑为啥？嗯？跑路去了，你跑了给不去了？怎么你呀？哎，但那叫人把人拉了。啊，路里面不知道。嗯？加东西你？加东西你做啥用？加东西是呀。啊，你又不要来的，我不要背的。嗯。好不行我这个样子。后边我这个老师，你有吗？有没？你是没啥味的？所以说了，后来你妈不他没啥嘛，没地方啥嘛，没啥没，比如啥子嘛，我搞不一块到，哎，你也没这个，你别啥了，一到了一，一到了，可以去。ဒီပြစားပေါ့နော်အမကကျတော့လေဖုန်းကိုလေအဆက်တော့မင်းလိုက်ပြီးမယ်ဆိုမှစဉ်းစားလာတာပေါ့နော်ငိုနေရလားမငိုနဲ့လေမငိုနဲ့လို့ငွေငါလည်းငိုချင်တာတော့မငိုနဲ့ဒုက္ခပဲတော့သူငိုနေဒုက္ခမငိုလည်းညီမလေးဘယ်လိုဖြစ်တာတော့ငါစိတ်ဆင်းရဲပါဟုတ်ညီမဘာဖြစ်နေတော့အမဖုန်းပေးလိုက်မယ်လေဟမ်ငိုဟောင်းလေအမဖုန်းပေးလိုက်မယ်လေဒုက္ခပဲမငိုနဲ့တိကျပေးချပါဒုက္ခငါဖုန်းပေးလိုက်ပါမယ်မငိုနဲ့ငါတော်တော်စိတ်ညစ်တာငိုချင်ငါဖုန်းပေးလိုက်မယ်ပြောရင်းကတည်းကပေးလိုက်မယ်ငိုနဲ့တော့ညီမလေးနော်ဒီစားမော်ရေးဒီစားငိုဆိုတာဘယ်လိုမှဖုန်းပေးလိုက်မယ်တော့ငိုကြအကြောင်းမရှိဘူးနော်ငိုနဲ့နော်ဖုန်းပေးလိုက်မယ်နော်စားမော်ရေးဖြစ်စားမဟုတ်ဖြစ်စားမအပြင်ခဏတော့မမလေးတော်သေးတယ်နေကောင်းသွားအပြင်ခဏတော့မှုတော့မှအဖေတို့စေးသွားဝယ်မမတို့ဖြစ်တယ်ဖြစ်စားအခုပြန်ရရောပြန်နေရလားပြန်နေလားဟုတ်ကဲ့ပြန်တယ်ဒီစားရေးလေးတောင်းလေရေးလေးတောင်းဖုန်းကူးချင်းပေးလိုက်မယ်အကျင့်ပြောသားမှာလားကူးချင်းပေးပြောသားမှာလားအေးပါဒါပေမဲ့ညီမရဲ့မတော်ဖုန်းကြီးပါကင်နေဖြစ်နေရောလေဖုန်းဆိုင်မှာသွားပြီးတော့ဟောပြလိုက်လေဒုက္ခနဲ့အကောက်တွေပါဖွင့်ခိုင်းတယ်နော်ပေးရအောင်ပြန်နော်ပါကင်နေတော့ပါကင်အလုံးလေးနော်ဂရန်ဒီတွေလည်းပါပြီးတော့မပေးလိုက်ပြီနော်ငိုနေနော်ငိုလေးဆောင်နော်တိုက်ပြီနော်နော်ဒီကဖုန်းလေးပါညီမလေးလူချင်းနေတဲ့ဖုန်းလေးကိုမှပေးလိုက်ပြီနော်ဘာမှဟောဖြစ်နေနော်ဘုံနဲ့နော်ဘာရောင်လေးလဲဆိုတော့ GN ဆိုတော့ green နဲ့ဟိုကနေညီမလေးကြိုက်တာမဖွင့်ပြရတယ်အေးရမမေကို surprise နေတယ်ကြိုက်ရင်ဟုတ်ပြီညီမလေးနော်တော့ပါကင်နော်ဒီမှာနော်ဒီမှာနော် Granny ကလည်းရပါပြီလားနော်လုံးဝငုံနေနော်ငွေရတော့
ဘာငူကတော့ရေးရမယ်ရေးရမယ်ငူကတော့โอเคနော်ငူကတော့ရေးရမယ်ပြုတ်ပြန်ခဲ့တယ်ဟိုပြန်အောင်နော်ကိုရင်းပါလေဟိုကောင်းမှုဟိုပြည့်အောင်နော်တိတ်ခါလေးပြည့်အောင်နော်မလေးနော်မစိတ်မကြဘူးဒီစားမုံလေးစားလိုက်မုံလေးစားပြီးတော့ဖုံးလေးယူပြီးတော့အတိတ်ကျငိုနဲ့ငိုနဲ့နော်ရလားဘာလို့မရဘာလို့မရရလားအဲဆိုရင်ဟာလေမရဘူးထင်နေတာတဲ့မုံစားပြီးတော့ပြင်မယ်တဲ့ရတယ်မုံစားရေတွေပါတောက်ပြီးတော့အေးဆေးမှပြင်နော်အဲ့ပို့ပြရအောင်ဒီတော့ပေါင်းလေးယူပါတော့ရပါโอเคကြောက်လိုက်တယ်အမောင်းချက်တော့ပြီးပါဒီဗီဒီယိုပဲရှိတာမဟုတ်ပါသေးလား။ပြီးဆိုတော့ကို့အမြင်ကို့ခန်းစားချက်အတွေ့အကြုံလေးတွေကို comment မှာမျှဝေရေးသားထည့်ပါအောင်ရှင်။ကျမတို့တင်ဆက်သမျှဒီကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe လေးကိုနှိပ်ထားဖို့တောင်းဆိုပါတယ်ရှင်။